Australia နိုင်ငံရဲ့ကုန်းတွင်းပင်လယ်ကြီးတာနောက်တစ်ကြိမ်ပြန်ပေါ်လာရင်ဘာဖြစ်မလဲ Australia ရဲ့အလဲဗဟိုပိုင်းဟာကမ္ဘာပေါ်မှာအချောက်သွေးဆုံးနေရာတွေကတစ်ခုပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကတော့ရှေးဟောင်းရိုမန်ကပင်လယ်ကြီးဟာအခုကျွန်တော်တို့ခေါ်နေကြတဲ့ Australia ဒေါ်ရိုင်းဒေတာအောက်တာတစ်ခုလုံးကိုဖျက်ဆီးစီးဆင်းပြီးတိုက်ကြီးရဲ့အလဲဗဟိုကိုလွှမ်းမိုးခဲ့ပူပါတယ်အဲ့ဒီတော့ဒီပင်လယ်ကြီးတာဒီနေ့ခေတ်မှာပြန်ပေါ်လာရင်ဘာဖြစ်မလဲ Australia အလဲပိုင်းကတဲကန်နာရတွေဟာလှိုင်းလုံးတွေအောက်မှာပျောက်ကွယ်သွားပြီးတောင် Australia ကွင်းစလန်မြောက်ပိုင်းနယ်မြေနဲ့ New South Wales ပြည်နယ်တချို့ကိုလွှမ်းခြုံထားတဲ့အေယာမကုန်းတွင်းပင်လယ်ကြီးဖြစ်လာမှာပါ Alice Springs လိုမျိုးဟာလည်းဘာမှမရှိတဲ့အလဲဗဟိုမှာရှိနေတော့မှာမဟုတ်ပဲအသစ်ဖြစ်ပေါ်လာတဲ့ကုန်းတွင်းပင်လယ်ကြီးရဲ့ကမ်းနားမှာရှိနေတော့မှာပါရာသီဥတုကလည်းလုံးဝပြောင်းလဲသွားပါလိမ့်မယ်ပင်လယ်ကတက်လာတဲ့အဆိုတက်ကမြေပြင်ကိုအေးမြစေမယ်မိုးပိုရွာစေမယ်ပြီးတော့အောက်တိုက်ကကန္နာရဆန်တဲ့နေရာတွေကိုတီးနှံဖြစ်ထွန်းတဲ့မြေစီလွှာတွေအဖြစ်ပြောင်းလဲပေးမှာပါငါးတွေမိချောင်းတွေနဲ့ပင်လယ်ပြုံငှက်တွေဟာကုန်းတွင်းပိုင်းကိုရောက်ရှိလာပြီးခေတ်သစ်အပါဒေတာမှာမမြင်ဘူးသေးတဲ့ဂေဟစနစ်တွေကိုဖန်တီးပေးပါလိမ့်မယ်ဒါပေမဲ့အကြီးမားဆုံးအပြောင်းလဲက Australia တနိုင်ငံထဲမှာတင်မဟုတ်ပါဘူးဒီလောက်ကြီးမားတဲ့ပင်လယ်ကြီးဟာမုတ်တုံတွေကိုလမ်းကြောင်းပြောင်းစေနိုင်တယ်လို့အယ်နီညိုဖြစ်စဉ်တွေကိုလည်းပြောင်းလဲစေပြီးတစ်ကမ္ဘာလုံးရဲ့ရာသီဥတုစနစ်အပေါ်ကိုပါတက်ရောက်မှုတွေရှိလာနိုင်ပါတယ်ကမ္ဘာတဝန်းကအချက်လက်တွေကိုသိချင်ရင်တော့ World Location ကို follow လုပ်ထားလိုက်ပါ